ပတိကန်အချမ်းကန်နဲ့ဖုန်းရှာနေတဲ့သူတွေအတွက် Honor ကနေအသစ်မိတ်ဆက်ထားတဲ့ A7 လေးတောင်ပြပြဒီဖုန်းမှာ6500 milliamp hour GSM ပတိကိုသုံးပေးထားတဲ့အတွက်ကျွန်တော်ပတိကန်မှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်အဆင်ပြေတယ်အပြည့်တင်ဖို့အတွက်ကလည်းပေါ့နော်35W super charging ကို support လုပ်ထားတယ် GSM ပတိကိုသုံးထားတဲ့အတွက်ပူတာတက်တာလေးပဲလို့ပဲပေါ့နော်ပတိ life span ကိုလည်းပို့ကြတယ်အဲဒါကြောင့်လည်း Honor ပတိကို9နှစ်လောက်ထိအသုံးခံအောင်လုပ်ပေးထားတယ်လို့ပြောတယ်အချမ်းကမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်ဒီဖုန်းက 5 star HDR premium drop resistant ကိုစာရီပန်းဖြစ်လာတယ်ဆိုတော့2မီတာအမြင့်လောက်ကနေကျွန်တော်မတော်တဆပြုတ်ကြလွတ်ကြခဲ့မယ်ဆိုရင်တောင်မှအတိုင်းတာတစ်ခုတည်းကာဝယ်ပေးနိုင်မယ်ဆိုတဲ့သဘောပေါ့ဗျာမောက်ရပဲကြကြပက်လက်ပဲကြကြ down light ပဲကြကြတော်သိခန္ဓာရှိအောင်လုပ်ထားပြီးတော့เนาะ power button press test တွေ USB port test တွေကိုအချိန်ပေါင်းတောင်းချီသိန်းချီစမ်းသပ်ထားရလို့သိရတယ်ပြီးတော့ပုံစံနဲ့ရေစင်ကြီးဆိုတာမျိုးတွေခံနိုင်ဖို့အတွက်လဲပေါ့เนาะ IP65 dust and water resistant ကိုစာရီပန်းဖြစ်လာတယ်ပြောရင်ဒီကော Honor A7D က A7C တုန်းကထက်ဘက်ထရီနဲ့ durability ဘိုင်းတွေမှာပိုကောင်းလာတယ်။နောက်တော့ပိုကောင်းလာလည်းရှိသေးရဲ့ပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီမှာ AI button နဲ့အတူ high-end AI feature တွေပေါလာတာပါ။ AI button ကိုတစ်ချက်နှိပ်လိုက်ရင်အခုလိုမျိုးရေးပေါ်အသုံးဝင်စေမယ့် feature လေးတွေကိုပြပေးတယ်။အဲ့လိုမျိုး number fit နေတာမယ်ဆိုရင်သူက circuit to search နဲ့အတူကိုကြည့်နေတဲ့ content မှာမူတည်ပြီးတော့ပေါ့နော်။အသုံးဝင်စေမယ့် feature တွေကို recommend လုပ်ပေးတယ်။ဆိုတော့ကြည့်နေတခုသိကျင်တာပေါ်လာတာဒီ AI pattern လေးကိုဖိနေလိုက်အောင်ပဲဆိုတော့တော်တော်အဆင်ပြေသွားတယ် photo editing ရဲ့ feature အနေနဲ့ဆိုရင် AI eraser fade tune AI beauty AI SP AI cutout နဲ့ AI outpainting ဆိုပါမယ်ပေါ့နော် fade tune ထဲမှာမျက်လုံးပိတ်နေတဲ့ပုံတွေကိုခုလိုမျိုးပွင့်အားတော့အောင်လုပ်လို့ရတယ်အဲတခုကြည့်တာ gallery ထဲမှာကိုယ့်ရဲ့မျက်လုံးပွင့်နေတဲ့ပုံတော့ရှိဖို့လိုပဲပေါ့နော်သဘောကျဖို့ကောင်းတာဒီကောရဲ့ object recognition system တော်တော်ကောင်းတာပါအခုဒီပုံမှာဆိုရင်အပေါ်အကျိုးတွေနဲ့အောက်ကလူတွေနဲ့တော်တော်ရှုပ်နေပေမဲ့လည်းပေါ့နော်တသက်ရက်လေး erase လုပ်ပြီးသွားတာသဘောကျဖို့ကောင်းတယ်ဟောတော့သွားပြီး short တက်လို့တော့မရဘူးပေါ့နော်တခြားရဲ့ feature အနေနဲ့ဆိုရင် record လုပ်တာရဲ့အတန် file ကို transcribe အဲဒါမှမဟုတ် translate လုပ်လို့ရတယ်ပြီးရင်စာတွေကို AI writing နဲ့ compose လုပ်တာ summarize လုပ်တာ rewrite လုပ်တာမျိုးတွေလည်းရတယ်ဆိုတော့ Honor i7 က AI feature တွေတော်တော်စုံတဲ့ဖုန်းလို့ပြောရပါမယ်ကင်မရာဘက်နဲ့ Honor i7C တုန်းကလည်းပဲ108 megapixel ultra clear AI ကင်မရာကိုပြန်သုံးထားပြီးတော့2 megapixel touch sensor နဲ့တွဲပေးထားတယ်။ selfie အတွက်8 megapixel ကင်မရာပါမယ်။ပေါင်းမှန်ပိုင်းတွေ Snapdragon 655 6nm chipset ကိုသုံးပေးထားတယ်။မြန်မာနိုင်ငံကို RAM 8GB နဲ့ storage 256GB RAM 8GB နဲ့ storage 512GB ဆိုပြီးတော့ model မျိုးဝင်မယ်။အခုကျွန်တော်ရဲ့လက်ထဲရောက်နေတဲ့အကြောင်းဆိုင်ရန်လို့ခေါ်တယ်။ဒီအောင်မကျရင် black နဲ့ gold color တွေရွေးလို့ရမယ်ပေါ့နော်။ရောင်း weight က 208g thickness က 8.24mm ဆိုတော့အရန်လေးတဲ့မပါလို့ကျွေတဲ့လည်းမပါဘူးလို့ပြောအောင်။ကျွန်တော်ဘာလို့ပြောမလဲဆိုရင် Super 720 100 ရဲ့ 720p TFT LCD display ကိုသုံးပေးထားတယ်။ 1080p display လောက်တော့သုံးပေးသေးတယ်။ audio ဘက်နဲ့ 400% quality ချဲလို့ရအောင်လုပ်ပေးထားတဲ့ USB speaker တွေပါမယ်။ operating system Android 15 ကိုချိန်ခံထားတဲ့ Honor ရဲ့ Magic OS 90နဲ့လာ။အဲလောက်ဆိုတော့ Honor A7D ကကျွန်တော်တို့ဘယ်လိုဖုန်းမျိုးလဲဆိုတာတော်တော်များများသိကြကြမယ်ထင်ပါတယ်။အဲတကယ်လို့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တခြားသိချင်တာရှိသေးတယ်ဆိုရင်comment မေးလိုက်ပါကျွန်တော်ပြန်ပြပြမယ်ကျွန်တော်တို့တော်ဒီမှာဟုတ်ကဲ့ဒီလောက်ပါပဲ